တည်င်းတစ်ခုဖတ်လိုက်မိတယ်ပြီးတော့ဒီတည်င်းကလည်းပြောမှဆိုရင်အားလုံးအတွက်ပေါ့နော်အရန်ကိုကောင်းမဲ့တည်င်းတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့ယူဆလို့ပေါ့နော်ဒီဗီဒီယိုလေးကိုလုပ်လိုက်တာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်တော့အစာစားပြီးတော့လေးပြီးအစာစားပြီးပေါ့နော်လေးဖို့အတွက်လမ်းလျှောက်ထွက်တာကကျန်းမာရေးကောင်းနိုင်တာတဲ့ပေါ့နော်ပြောချင်တဲ့ဘောကပေါ့နော်အစာစားပြီးလို့ရှိရင်လမ်းလျှောက်ထွက်တာကကျန်းမာရေးအတွက်ကောင်းတဲ့လှုပ်ဆောင်ချက်လားပေါ့နော်အဲ့ဒါကိုဆွေးနွေးထားတယ်ပေါ့နော်ဒီပြောမှဆိုရင်တည်င်းတစ်ပုတ်ရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်ကပြန်လဲကိုကွာပြီးတော့ပြောပြပေးချင်တာဖြစ်ပါတယ်ပေါ့နော်ဒီထဲမှာဆိုရင်ပေါ့နော်သူတို့ရေးထားတာကကြတော့เนาะအများစုကပေါ့နော်ကိုလေးဒါကိုဝန်မခံချင်တက်ကြဘူးပေါ့နော်ဒါပေမဲ့ဒီမှာကပြောထားတာကဘာလဲဆိုတော့လေးလေတာက share ရမယ့်အရာမဟုတ်ကျမ်းမာရေးအတွက်ကောင်းတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ပြောမှဆိုရင်ကျွန်တော်တို့ပုံမှန်အားဖြင့်ဆိုရင်အစားတွေစားပြီးတိုင်းမှာသို့မဟုတ်တချို့အခြေအနေမျိုးမှာဆိုရင်လေမလဲပဲနဲ့ဘိုက်အောက်ထားတော့ပေါ့နော်ပြီးလို့ရှိရင်ပြောမှဆိုရင်နေလို့ထိုင်လို့မကောင်းတဲ့အခြေအနေမျိုးရှိတယ်တာပေါ့နော်ဒါပေမဲ့လေသွားလို့ရှိရင်တက်တာတဲ့အခြေအနေမျိုးရောက်သွားတဲ့အခြေအနေမျိုးတွေလည်းရှိတယ်ဒါကိုနှစ်ကိုကပြီးတော့သူတို့ကဒီမှာတကယ်ကျန်းမာရေးပညာရှင်တွေကဆွေးနွေးထားတာလေးကိုကျွန်တော်ပြောမှဆိုရင်ထပ်ပြီးတော့ကိုကားပြီးတော့တင်ဆက်ပေးချင်တာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ပေါ့နော်သူတို့ဒီမှာရေးထားတာကကြတော့ဗာလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဗာလဲညစာစားလို့ပြီးလို့ရှိရင်ကျမတို့ခွေးချောင်းထွက်ကြလေရှိပါတယ်တဲ့အဲ့ဒီခါမှာတဲ့လေထွက်ကြဆိုဟိဆိုပြီးတော့ပြောလို့ရှိကြပါတယ်တဲ့ဘာလို့လဲဆိုတော့ခွေးချောင်းထွက်ရင်းနဲ့ပေါ့နော်လေလိုက်တိုင်းကခွေးကိုလက်ညိုးထိုးအပြစ်ပုံချလေးရှိကြတာမို့လို့ပြောကြပါတယ်တဲ့ပေါ့နော်အဲ့ဒါကတော့ဒါကသူတို့ပြောတဲ့ဟာပေါ့နော်လူတွေကလေတာကိုကိုယ်တိုင်ဝန်မခံပဲနဲ့ဟာတခုကိုအပြစ်ပုံချလိုက်တာမျိုးပေါ့နော်ဆိုတော့ဒီမှာထပ်ပြီးတော့ဆွေးနွေးထားတာကဘာလဲဆိုတော့လမ်းလျှောက်ထွက်လေလိုက်တာကဘာလို့ကောင်းတာလဲအမှန်ဆိုရင်လေထွက်တယ်ဆိုရလို့ရေစရာဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ရေးထားတယ်ဒါပေမဲ့ဒါကကျန်းမာရေးရှုထောင့်ကနေကြည့်လို့ရှိရင်တကယ်ကိုအကျိုးရှိပါတယ်တဲ့ပေါ့နော်အဓိကအဖြစ်အစားစားပြီးတော့ခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့ပေါ့နော်လေဆိုးတွေကိုထုတ်ပြစ်ရမှာအထောက်အကူပြုစေပါတယ်တဲ့သိကြတာပေါ့နော်အဲ့ဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့တစ်ခါကြာလို့ရှိရင်လေတွေကမလဲဘူးလေနော်ဘိုက်ထဲမှာလေနော်အဲ့ဒီလေအဟောင်းတွေမလဲဘဲနဲ့လူကနေလို့မကောင်းထိုင်လို့မကောင်းဖြစ်နေတကယ်လို့လေကလေသွားတဲ့ခါကြာလို့ရှိရင်ကျွန်တော်တို့သိတာတယ်ပေါ့နော်နေလို့ကောင်းပါဒါပေမဲ့ထွက်တဲ့ခါရှင်ဒီမျိုးအနံ့ဆိုတွေတော့ထွက်ထားတယ်ရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒါကပြောမယ်ဆိုရင်ကိုယ့်အတွက်ကျန်းမာရေးအတွက်အရင်ကောင်းစေတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုရင်ဒီမှာကထပ်ပြီးတော့ရေးထားတာကနဲ့အစာရည်နဲ့တတွေးတွေကိုမျိုးချလိုက်တဲ့အခါမှာတဲ့လေပမာဏကအနည်းအပါးကိုလည်းမျိုးချတက်လေရှိပြီးတော့ပေါ့နော်အဲ့ဒီလေတွေကအစာခြေစနစ်ထဲမှာစပြီးတော့ဆုလာတက်ပါတယ်တဲ့ပြီးလို့ရှိရင်ပေါ့နော်အဲ့ဒီဟာကိုခြေဖြတ်ဖို့အတွက်ခက်တဲ့အစားအစာတွေကိုစားပြီးလို့ရှိရင်တော့ပေါ့နော်အစာခြေဖြတ်နေတဲ့အချိန်တွေမှာလေတွေကထပ်ပြီးတော့စုပုံလာတာဖြစ်ပါတယ်ပေါ့နော်ပြောမှဆိုရင်တချို့ဆေးဝါးတွေနဲ့မတည့်တဲ့အစားအစာတွေလည်းခဏစားရင်လည်းပေါ့နော်လေစေတာကိုလည်းဖြစ်စေပါတယ်ပေါ့နော်လမ်းလျှောက်တယ်ဆိုတာကတော့တကယ်တော့ကိုယ့်ရဲ့ဥလမ်းကြောင်းကိုပုံမှန်နေနေပေးတဲ့ပေါ့သဘောမျိုးဖြစ်တယ်ပေါ့နော်ဦးလန်းချောင်းတွေကိုကောင်းမွန်စေတယ်ပေါ့နော်ပြောချင်တယ်ဦးလန်းချောင်းတွေကိုလေ့ကျင့်ခံပုံမှန်လုပ်ပေးနေတဲ့သဘောမျိုးလည်းရှိတာပေါ့နော်ဆိုတော့လေဆိုးတွေကိုအပြင်ကနေထွက်သွားအောင်ပေါ့နော်အပြင်ကိုထွက်သွားအောင်ကူညီပေးတယ်ဒီသဘောလည်းရှိတယ်ပေါ့နော်လမ်းလျှောက်တာကဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒါကြောင့်မို့ပေါ့နော်ထပ်ပြီးတော့ရေးထားတာကလူတွေအတွက်တကယ်ကိုအကျိုးပြုပါတယ်လို့ဒီဆရာဝန်ကပေါ့နော်ပြောထားတာရှိတယ်ဆရာဝန်ရဲ့နာမည်ကမယ်ရီလင်းလို့ပြောပါတယ်ပေါ့နော်ဒါကြောင့်မို့ပေါ့နော်ကိုလည်းလှုပ်ရှားတာကလည်းဦးလန်းချောင်းတွေကဦးလန်းချောင်းထဲမှာပေါ့နော်ရှင်တန်နေတဲ့တင်းငယ်တဲ့ပေါ့နော်ဒီပြောမှဆိုရင်အနုဇီဝလို့ပိုးတွေတော်တော်များများကိုကောင်းမွန်ကြည်ထွားလာဖို့အထောက်အကူပေးပါတယ်တဲ့အဲ့ဒီထဲမှာဆိုရင်ပေါ့နော်သူတို့ကပြောတဲ့ fatty acid လို့ပေါ့နော်ဒီဝစေတယ်ပေါ့နော်ဒီ acid တွေကိုထုတ်ပေးတယ်အဲ့မှာတွေ့ရတတ်တာလည်းရှိပါတယ်ပေါ့နော်သူဒါကြောင့်မို့ဦးလန်းချောင်းတွေကကျန်းမာရေးအတွက်ပေါ့နော်အကျိုးပြုပစ္စည်းတွေလည်းပေါ့နော်ပြောမှဆိုရင်လည်းဖြစ်တာပေါ့နော်ကောင်းမွန်စေတာကိုရေးထားတာဖြစ်တာပေါ့နော်ပြောမှဆိုတော့နောက်ထပ်လမ်းလျှောက်တာကတော့ဦးလန်းချောင်းတွေကိုပုံမှန်လေးချိတ်ခံလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီအစာချေ
နိုင်စွမ်းကိုလည်းပုံမလုံးဆောင်နိုင်စွမ်းရှိပြီးတော့ပြီးလို့ရှိရင်လည်းဝန်းချုပ်နေတာတို့ကိုလည်းပို့ပြီးတော့ပြောမယ်ဆိုရင်ပုံမှန်ဝန်းမှန်စေဖို့အတွက်အထောက်အကူအများကြီးပြုပါတယ်ဆိုပြီးတော့ဒီမှာရေးသားထားတာလည်းဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ရေးထားတာကဘာလဲဆိုတော့လမ်းလျှောက်တာကလည်းတဲ့နှလုံးကျန်းမာရေးကိုအထောက်အကူပြုစေပြီးတော့ကိုယ်ခံအားကိုလည်းတိုးတက်ကောင်းမွန်စေတယ်ပြီးလို့ရှိရင်ဒီပြောမှဆိုလမ်းလျှောက်တာကပေါ့နော်ဒီသွေးကြိုပမာဏကိုလည်းကုညီထိန်းပေးပြီးတော့ဒီသွေးကြိုတွေရုတ်တရက်ထိုးမတက်လာအောင်လည်းတားဆီးပေးတဲ့ဒီပြောမှဆိုစီးကြိုအမျိုးအစားဖြစ်လာမယ့်အနေတွေကိုလည်းရှော့ချပေးတယ်ပေါ့နော်ဆိုတော့ရေးသားထားတာဖြစ်တယ်ပြီးတော့အစာစားပြီးတော့ထိုင်မနေဘဲနဲ့လှုပ်ရှားနေမယ်ဆိုရင်တဲ့ခန္ဓာကိုယ်ကြွက်သားတွေကအစာစားပြီးထွက်လာတဲ့ပေါ့နော်သွေးကြောတကြားဓာတ်တွေကနေတွာလာနိုင်တဲ့ဒီပြောမှဆိုရေမြုပ်တစ်ခုလိုပဲလှုပ်ဆောင်ပါတယ်လို့ရှင်းပြထားပေးတာလည်းရှိပါတယ်ဒါကြောင့်မို့အစာစားပြီးတိုင်းမှာမလုပ်ရမလဲအိမ်မနေပါနဲ့ထိုင်မနေပါနဲ့ဘာလို့မလဲလေ့ကျင့်ခန်းဆိုတာထက်ကိုပေါ့နော်ပုံမှန်လမ်းလျှောက်ပေးပေါ့နော်ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလောက်အောင်မှာတော့မဟုတ်ဘူးဒါပေမဲ့ဘာလဲဆိုတော့တက်တာရှိမယ်လမ်းလျှောက်ခြင်းအပြင်လမ်းလျှောက်ထွက်တာတို့ဖြစ်ပေါ့နော်ခန္ဓာကိုယ်နဲ့လှုပ်ရှားစေမယ့်အရာလေးကိုလုပ်ပေးတာကျန်းမာရေးအတွက်ကောင်းစေပါတယ်ပေါ့နော်ဒါကြောင့်မို့လေထွက်တာနဲ့တဲ့ပြောနောက်ထပ်သူတို့ကအမြင်တက်တွေပါတဲ့အစားအစာတွေရဆွတ်နွယ်မှုအကြောင်းကိုထပ်ပြီးတော့ရှင်းပြထားတာဖြစ်တယ်အဲ့ဒီမှာဆိုလမ်းလျှောက်ထွက်ပြီးတော့လေးလေတာကအမြင်တက်တွေပို့စားဖို့ရည်မှန်းချက်ကိုတက်တာနဲ့အောင်မြင်အောင်အထောက်အကူပေးအေးနိုင်ပါတယ်လို့ရေးထားတာလည်းရှိပါတယ်ပေါ့နော်ဆိုတော့ကဘာတဝမ်းကတဲ့လူ90ရာခိုင်နှုန်းကတနိုင်ကိုအမြင်တက်ပါတယ်ပေါ့နော်ပြောမှန်ဆိုအစာ30 kg စားသစ်တယ်ဆိုတော့အကြံပြုချက်ကိုမလိုက်နာကြပါဘူးတဲ့ကျွန်တော်တို့ကစားဖြစ်လာတော့မသိဘူးเนาะအမြင်ပါတယ်အစားအစာဆိုတော့လေเนาะโอเคအဲ့မျိုးမစားဖြစ်ကြပါဘူးเนาะအနည်းဆုံးတော့ပြောမှဆိုရင်တစ်ရက်ကို30 kg ပါတဲ့အစားအစာကိုစားပြီးတင်တယ်ဆိုတော့ရေးထားတာပေါ့เนาะအဲ့ဒီအမြင်တက်တွေကဘာဖြစ်လို့လဲဆိုတော့အစာတွေကိုစားလို့ရှိရင်လေပွားတာလေတက်တာမျိုးတွေကိုဘေးထွက်ဆိုးချိုးတွေကိုအတော်များများကြောက်ပေါ့เนาะမစားချင်ကြတာဘူးလို့ပြောကြပါတယ်ပေါ့เนาะပြောမှဆိုရင်အဲ့ဒါစားပြီးတော့လေချင်တက်တာတော့ဘာလို့အမျိုးဖြစ်တာပေါ့เนาะလေတက်တာတော့ဘာဖြစ်တော့အမျိုးဆိုရင်ဟိုစားပြောမှဆိုရင်ဟိုသွားဒီသွားဆိုရင်ဟိုစားပြောမှအရှက်ရစီတာတော့ဘာလို့ဖြစ်စေတာပေါ့နော်အဲ့ဒါမျိုးလို့လူတော်တော်များများမစားဖြစ်ကြဘူးလို့ဒီမှာရေးထားတာပေါ့နော်ဒါပေမဲ့လည်းပုံမှန်အဖြစ်ဆိုရင်ဒီအမြင်တက်ပါတဲ့အစားအစာတွေကကျန်းမာရေးအတွက်အများကြီးအထောက်အကူပြုနိုင်တာကိုသူတို့ကရေးသားဖော်ပြထားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့စိတ်ကျန်းမာရေးအကျိုးကျေးဇူးပေါ့နော်ဒီစိတ်ကျန်းမာအကျိုးကျေးဇူးကဘာတွေရှိတာလဲဆိုတော့ပြောမှဆိုရင်ကိုလည်းလှုပ်ရှားလိုက်တယ်ပြီးလို့ရှိရင် okay လေးလေလိုက်တယ်ဆိုရင်တေးကြတယ်စိတ်ကျန်းမာလည်းပို့ပြီးတော့စိတ်ကလည်းပေါ့ဆိုပို့ပြီးတော့ပျော်ရွှင်လာတယ်ကိုခုနကတော့ဘိုက်ကအဆင်ပြေမနေဘူးကွာနေရထိုင်တာမသိနေဘူးဆိုကိုယ့်ရဲ့စိတ်တွေလည်းညစ်ပြောမယ်ဆိုရင်ပေါ့နော်မကြည်နေဘူးပေါ့နော်မကြည်နေဘူးဒါပေမဲ့ဒါလေးလေလိုက်တဲ့ခါကြလို့ရှိရင်ဖြစ်သွားတဲ့ခါကျရှင်ကိုယ့်ရဲ့စိတ်နဲ့ပြင်ကြည်လာတယ်ပေါ့နော်ဒါဆိုရင်ဖြစ်ပြီးတဲ့လူတိုင်းတော့သိပါတယ်ပေါ့နော်ဒီခံစားချက်မျိုးဆိုရင်ဒီမှာရေးထားတာဆိုရင်တော့ပေါ့နော်ဒါကြောင့်မို့ဒီပေါ့နော်ကိုယ်လည်းလှုပ်ရှားတာက endorphin နဲ့နော် serotonin နဲ့လို့စိတ်ကစားမှုကောင်းစေတဲ့ဓာတုပစ္စည်းတွေထုတ်ပေးတာကြောင့်ပေါ့နော်အပြင်လမ်းရှောက်ထွက်တာကစိတ်ကျန်းမာရေးကိုပုံမကောင်းမှုအောင်ထောက်ခုပြုနိုင်ပါတယ်ပေါ့နော်ဒါအပြင်စိတ်ပူပန်မှုတွေကိုအာရုံလွယ်ပေးနိုင်ပြီးတော့ပေါ့နော်ကောင်းအိပ်ပျော်အောင်လည်းကူညီပေးနိုင်တဲ့အထဲမှာလည်းပါတာပေါ့နော်ပြီးတော့အားလုံးသိတဲ့အတိုင်းပဲလမ်းလျှောက်တာကဖုံမဆက်ဆံရေးကိုလည်းကောင်းမွန်အောင်တိုးတက်အောင်အထောက်ကိုပြုပါတယ်ပေါ့နော်တခါကြလို့ရှိရင်ကျွန်တော်တို့ကအရန်ကိုစိတ် stress ဖြစ်နေတော့ကျွန်တော်အိမ်အောင်ရေးချမ်းမှာမပြေလည်မှုတွေရှိတယ်ဒါကြောင့်မို့ဒီလမ်းလျှောက်သွားတဲ့ခါကျလို့ရှိရင်ပြောချင်တဲ့သဘောကတော့ကိုယ့်ရဲ့စိတ်ကျန်းမာရေးစိတ်ကအခြေအနေကောင်းတဲ့ခါကျတော့ဒီလိုမျိုးပြောမှဆိုကိုယ့်ရဲ့အိမ်အောင်ပြပုံမှာလည်းကိုဆက်ဆံတဲ့အခြေအနေမျိုးတွေလည်းပုံမှုတော့ကောင်းမွန်လာတဲ့အနေအထားမျိုးတွေရှိလာတာကိုပြောချင်တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဆက်ဆံရေးဆိုတာကတော့အများကြီးရှိပါတယ်ဒီထဲမှာတော့ကျွန်တော်အကျယ်တဝင်းတော့မပြောတော့ပါဘူးပေါ့နော်ပြီးတော့အခုဆိုရင်ပေါ့နော်နောက်တစ်ခုထပ်ပြီးတော့ပြောထားတာဗါလဲဆိုတော့စစ်နီးမောင်နဲ့နှစ်ယောက်စလုံးကအလုပ်ကိစ္စတွေတဲ့မိသားစုကိစ္စတွေနဲ့လုံးပန်းနေရတာမို့အတူတူလမ်းလျှောက်ထွက်တာကလင်မယားစုံတွဲတွေအတွက်နှစ်ယောက်သာအချိန်ပေးရမယ်နီလန်ကောင်းတစ်ခုလည်းဖြစ်ပါတယ်ဒါကတော့လင်မယားဆိုလဲလင်မယားပေါ့နော်ဒါပေမဲ့နောက်တစ်ခုကျတော့ပြောမှဆိုရင်ချစ်သူစုံတွဲဆိုလဲချစ်သူစုံတွဲဒါမှမဟုတ်မိသားစုဆိုလဲမိသားစုပေါ့နော်ဒီမျိုး
လမ်းလျှောက်ပေးတာကတကယ်ကိုမိသားစုအတွက်စစ်စစ်လုံးလုံးလည်းဖြစ်စေတယ်ပြီးလို့ရှိရင်မိသားစုကျန်းမာရေးလည်းပုံပြီးတော့ကောင်းမွန်လာစေတယ်ရင်ညွှန်းပြီးတော့ရေးထားတာဖြစ်ပါတယ်ပေါ့နော်အခုဆိုရင်ပေါ့နော်ကျွန်တော်တွေ့ပါတယ်ထိုင်းနိုင်ငံမှာဆိုရင်လည်းဟိုစာလူကြီးတွေမှာစာလူငယ်တွေမှာစာမနေ့ပိုင်းကြာလမ်းလျှောက်တဲ့လမ်းလျှောက်ထွက်ကြတယ်ပြီးလို့ရှိရင်လည်းပြေးကြတယ်ပေါ့နော်ဘောလုံးကွင်းမှာပဲဖြစ်သူနဲ့သက်ဆိုင်ရာအိမ်နီးနားချင်းမှာဖြစ်ပေါ့နော်ပြီးလို့ရှိရင်ညနေပိုင်းဆိုရင်လည်းသူတို့သွားပြေးကြတယ် exercise လေးလုပ်ကြတယ်ပေါ့နော်အိမ်ထဲမှာပဲရမ်းယူမနေဘူးဘာလို့ဆိုပုံမှန်အဖြစ်ဆိုရင်ရုံးမှာထိုင်နေရတဲ့လူတွေကလုံးဝလောက်တဲ့လူတွေကပို့ပြီးတော့တိတာတယ်သူခုခန္ဓာကိုယ်လှုပ်ရှားမှုအရင်အားနေတနေကုန်ထိုင်ရတယ်လောက်ရတယ်ဒါတွေကလူပို့ပြီးတော့ပင်ပန်းစေတယ်ပြီးလို့ရှိရင် weight တက်စေတယ်ပြီးလို့ရှိရင်ပြောမှဆိုရင်အဲ့ဒါတွေကလှုပ်တဲ့ခါကြလို့ရှိရင်လည်းstress တွေကလည်းအလုံးမလှုပ်ရတဲ့ခါကျတော့ stress တွေကလည်းအရင်များတယ်ဘောနော်မိသားစုကိစ္စကြောင့်လည်းဖြစ်နိုင်တယ်လုပ်ကိစ္စကြောင့်လည်းဖြစ်နိုင်တယ်တခြားຢာတွေကြောင့်လည်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါတွေကို stress တွေကို release လုပ်ဖို့အတွက်ဆိုရင်လမ်းလျှောက်ထွက်ပါပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့အာရုံကတခြားနေရာရောက်သွားပြီးတော့ကိုယ့်ရဲ့စိတ်အခြေအနေကကောင်းမွန်လာဒီလာတဲ့ခါကျရင်ဒီ stress တွေကိုကိုကပေါ့နော်ဘယ်လိုဖြေရှင်းရမလဲဆိုတော့ဟာလေးတွေကိုကိုကစဉ်းစားနိုင်တဲ့လမ်းကြောင်းပေါ်မှာရောက်ရှိလာမှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီမှာထပ်ပြီးတော့ရေးထားတာကပေါ့နော်ဘယ်လိုလမ်းလျှောက်ထွက်ပြီးတော့လေမလဲတဲ့ဖြစ်နိုင်လို့ရှိရင်အစားစားပြီးတိုင်းမှာလှုပ်ရှားပေးပါတဲ့အစားစားပြီးတိုင်းမှာငြိမ်မနေပါနဲ့เนาะအကောင်းဆုံးချိန်ကတော့လူအများစုအစားစားလက်ရှိတဲ့ညစာစားပြီးတဲ့အချိန်ဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ပြောချင်တဲ့သဘောကညစာစားပြီးတိုင်းမှာလမ်းလျှောက်ထွက်တာကိုလုတ်ပေးဖို့အတွက်တိုက်တွန်းထားတာဖြစ်ပါတယ်ပေါ့နော်လမ်းလျှောက်လေးလေထွက်ဖို့အတွက်တင်းကျပ်တဲ့စီမင်းစည်းကမ်းတွေမရှိပါဘူးတဲ့ပေါ့နော်ဒါပေမဲ့စားထားတဲ့အစားအစာတွေစပြီးတော့ခြေဖြတ်ဖို့အတွက်အချိန်ကနိုင်ရွက်ကနေတနိုင်လောက်စောက်ပြီးမှလမ်းလျှောက်ထွက်နေတယ်လို့အကြံပြုထားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဗာလဲဆိုတော့ကိုကစားထားတဲ့အစားအစာတွေစားပြီးချင်းလမ်းလျှောက်ထွက်ရမှာတော့မဟုတ်ဘူးပေါ့နော်စားပြီးတော့ဒီနိုင်ဝက်တို့မဟုတ်တနိုင်လောက်ပေါ့နော်စောက်ပြီးမှလမ်းလျှောက်ထွက်ရမှာကိုပြောထားတာဖြစ်ပါတယ်ပေါ့နော်ပြီးတော့မှလမ်းလျှောက်ထွက်လို့ရှင်ကိုကလမ်းဘယ်လောက်ရှောက်နိုင်လဲ7မိနစ်လားဒါမှမဟုတ်ရှင်15မိနစ်လားဒါမှမဟုတ်ရှင်မိနစ်30လားတနိုင်လားဒါကိုပုံမှန်မူတည်တာပေါ့နော်အနည်းဆုံးကတော့7မိနစ်လောက်ကတော့ရှိရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့လမ်းလျှောက်ထွက်တဲ့ခါမှာလည်းကိုယ့်အတွက်တက်တာရှိစေမယ်အဝတ်စားမျိုးဝတ်ပြီးလို့ရှိရင်လည်းဖက်နှက်မျိုးတွေကိုဝတ်ပေါ့နော်ပြီးလို့ရှိရင်လမ်းလျှောက်ထွက်အဲ့ဒါမျိုးကလေဝင်လေထွက်ကောင်းစေတဲ့အရာမျိုးဖို့ပေါ့နော်အဲ့ဒါမျိုးကပို့ပြီးတော့ကိုယ့်အတွက်ပို့ပြီးတော့ကောင်းမွန်စေတဲ့အရာဖြစ်တယ်ဆိုပြီးတော့ရေးသားထားတာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ပြောမယ်ဆိုရင်တော့သူကအဆုံးသက်ကပြောရမယ်ဆိုတော့ဒီလမ်းလျှောက်တာကတော့ရွရွရှင်းရှင်းပဲဒီလမ်းလျှောက်တာကလည်းကိုယ့်အတွက်ကျန်းမာရေးပုံမျိုးကောင်းမွန်တယ်ပြောမယ်ဆိုရင်ပေါ့နော်ခန္ဓာကိုယ်ပိုင်းဆိုင်ရာအတွက်ဒေါ်လာကောင်းပေါ့နော်စိတ်ပိုင်းဆိုင်ရာအတွက်ဒေါ်လာကောင်းပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေမျိုးဖန်တီးပေးတာကြောင့်လမ်းလျှောက်ဖို့အတွက်ပေါ့နော်ဒီတည်င်းကနေပြီးတော့တိုက်တွန်းထားတာဖြစ်ပါတယ်ပေါ့နော်ဒါကတော့ PPC ကနေပြီးတော့တင်ဆက်နေတဲ့တည်င်းကိုကျွန်တော်ကပြန်ပြီးတော့ကိုးကားပြီးတော့ပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုများကိုလည်းဆက်ပြီးတော့ကြည့်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးပေါ့နော်ကျေးဇူးတင်ပါတယ်